It's one Christmas ကျွန်တော် channel ကနေပြီးကြိုဆိုပါတယ်ဒီနေ့ကျွန်တော် react လုပ်သွားမှာက SDK နဲ့ Timothy Chalamet ရဲ့ For All ဆိုတဲ့ remix တခြင်းတစ်ပုံရဲ့ music video ပါဆိုတော့ Timothy Chalamet ကJunes တို့နောက်အရှိမ Willy Wonka တို့အဲ့လိုမျိုးဇာတ်ကားတွေနဲ့နာမည်ကြီးနေအရှိမအဲ့ဒီအရှိမရိုက်ခဲ့တဲ့ကားတွေမှာလည်းသူတော်တော်လေးကိုနာမည်ရတယ်မင်းသားပေါ့နော်သူ facial ကလည်းတော်တော်လေးကိုမျိုးသမီးတွေတော်တော်ကြိုက်တဲ့မျက်နှာမျိုးဆိုတော့အဲ့ရနေပြီးတော့အခုတော့သူကဒီကြားထဲမှာနောက်ပိုင်းမှာသူ Kendrick Lamar နဲ့လွန်ခဲ့တဲ့ Super Bowl တော့ကလည်းသူ Kendrick Lamar ကိုသွားပြီးတော့interview ရဲ့ပုံစံမျိုးအဲ့လိုမျိုး podcast လိုပုံစံမျိုးတွေလည်းသူသွားလုပ်တာတွေ့ရတယ်နောက်ပြီးတော့သူအခုတွေ့နေရလဲ Travis Scott ရဲ့မျိုးသမီးဖြစ်တဲ့ Kylie Jenner ဆိုတော့သူကတဖြည်းနဲ့အခု rap sing နဲ့ရောက်လာပြီသူကပြောရရင်တော့သူအဓိကအားပေးတဲ့ basketball အသင်းက New York Knicks ပါ New York Knicks ကlogo တွေသူ New York Knicks က jacket တွေchrome hat တွေTimberland နေရာအစားကိုလုံးဝ New York Knicks အရောင်ရည်နဲ့ပဲသူဝတ်တာများတယ်လိမ္မော်ရောင်နဲ့အပြာရောင်ဆက်တဲ့အဝတ်စားတွေပေါ့အခုနောက်ပိုင်းမှာအဲ့ဒါတွေကိုတွေ့လာရပြီးနောက်ပိုင်းမှာအခုလွန်ခဲ့တဲ့တလားတော့မရှိပါဘူးလွန်ခဲ့တဲ့လာတဲ့ဒီလာတဲ့မှာတွေက SDK ဆိုတဲ့ rapper ကဒါ UK ရဲ့ rapper ပေါ့နော်ဒါပေမဲ့သူ့ကိုသူကအဲ့ဒီ SDK ကမျက်နှာမပြအောင် mask အုပ်ထားတယ်ဒါကတော့ UK rapper ရဲ့ပုံစံအတိုင်းပါပဲ UK rapper တွေက drill rapper တွေတော်တော်များများကသူတို့ကမျက်နှာကိုပုတ်ထားတာများတယ်ဘာလို့လဲဆိုတော့တချို့က criminal တွေသူတို့ကိုယ်တိုင်က criminal တွေဖြစ်တဲ့အတွက်ကြောင့်မလို့ mask တွေအုပ်ထားတာတွေအဲ့လိုမျိုးသူတို့ကိုသူတို့ camouflage လုပ်ပြီးတော့အဲ့လိုမျိုးနေကြတာများတယ်ဒါပေမဲ့သူတို့ကအဲ့ဒီသူတို့လုပ်တဲ့ crime တွေကိုလည်းသူတို့က addict sound အနေနဲ့ဆိုတာတွေရှိတယ်အဲ့လိုဆိုတော့ဒါကတော့သူတို့ရဲ့ design ပေါ့နော်အဲ့ဒီမှာ SDK ဆိုတဲ့ဒီ rapper ကို Timothy Chalamet ဆိုပြီးတော့လူတွေကထင်ကြတာအဲ့ဒါကိုသူတို့ Twitter တွေဘာတွေမှာလည်းအဲ့လိုပေါ့နော်ဒီကောင်ရှာကြတယ်ပေါ့ဒီကောင် SDK ကမျက်နှာမမြင်ရတဲ့အတွက်ကြောင့် Timothy Chalamet ကဒီလိုမျိုးတက်ကိုသူ rap career ကိုဒီဘက်မှာ SDK ဆိုပြီးတော့လာပြီးတော့နာမည်ပြောင်းနဲ့လာလုံနေလားဆိုပြီးတော့အဲ့လိုမျိုးသူတို့ထင်ကြတယ်တကယ်တော့အဲ့ဒီလိုလုံနေတယ်အဲ့လိုမျိုးဖြစ်နေတဲ့ rumors တွေကိုဒီမှာဒီသချင်းနဲ့သူတို့ကပူပေါင်းပြီးတော့ထုတ်ပေးလိုက်တာပေါ့နော်သူတို့နှစ်ယောက်ပူပေါင်းပြီးတော့ SDK နဲ့ featuring Timothy Chalamet ရဲ့ For All remix let's go ကြည့်ကြအောင်ပြီးရစားမိုက်တယ် produce လုပ်တာဘယ်သူလဲတော့မသိဘူးပြီးကတော့တော်တော်ကြီးမိုက်တယ်အဲ့ဒါပါဆိုရင် SDK လို့ပဲပါတယ်နော် Marty Supreme ကိုသူတို့ hashtag လုပ်တာ Marty Supreme ဆိုတာအခုလက်ရှိမှာ Timothy Chalamet ရိုက်နေတဲ့ဇာတ်ကားပါAmerican ကTibetan နဲ့အဲ့ဒီ legend တယောက်ရဲ့အကြောင်းရိုက်တာပါ Marty Supreme ဆိုတာအခုနောက်ပိုင်းအခုလက်ရှိမှာ fashion high end fashion sense လိုမျိုးပေါ့ဒီ celebrity တွေ icon တွေကြားထဲမှာအခုနောက်ပိုင်းတော်တော်များဝင်နေကြတယ် Marty Supreme ဆိုတဲ့အင်ကြီးအဲ့အင်ကြီးကဒီဇာတ်ကားကိုရည်ညွှန်းပါတယ်သူက merchandise တွေနဲ့ထွက်တာဆိုတော့စက်ကြည့်ရအောင် let's go Jacking shit a crew ကတွေပါနေTimothy ကroll rice ကားရင်း what is Supreme yeah just My life is a hub, but look at the Oscar, yeah. Look at the groupies, look at the movie, yeah. Chilling and creeping in 4-door, living in records and more doors, yeah. This is
damn way that yeah flow so sick yeah flow so sick yeah this is kind of short man but this is okay ပြောရင်ဒီမှာ energy ကလုံးဝအပြည့်အဝကိုကန်စားရတယ်UK rap scenes ထဲမှာ UK dressing တွေထဲမှာတွေ့ရတယ်ပုံစံမျိုးပဲလိုမျိုး kitchen ထဲမှာသွားပြီးတော့ရိုက်ထားတဲ့ design မျိုးတွေ့ရတယ်နောက်ပြီးတော့လုံးဝ flashing ကိုလုံးဝသူ Madison Brain ကြောင်းမှာသူထည့်ဆိုရတဲ့အတွက်ကြောင့်မလို့ Timothy Chalamet ကပြောရရင်လုံးဝsatisfy ဖြစ်ပြီးတဲ့ rapper တယောက်လိုမျိုးခံစားရတယ်သူတချင်းနားထောင်ပြီးတဲ့အချိန်မှာဆိုတော့စာမိုက်ဥပါနောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါဦးမယ်